Empire တွေပြတ်သုံးပေမဲ့မပြောက်ကွယ်ခဲ့တဲ့နေမီ Israel သမိုင်းကြောင်းငါတို့ရဲ့ဘိုးဘွားတွေဒီမီမှာခြေချော့ခဲ့တာနှစ်ပေါင်းထောင်ချီနေပြီဒါပေမဲ့ဘာလို့ငြိမ်းချမ်းရေးဆိုတာဝေးကွာနေရတာလဲဒီစကားကတော့ဂျေရုဆာလင်မြို့ဟောင်းရဲ့ကြောက်တိုင်းနေရန်တွေကြားမှာနှစ်ပေါင်းများစွာပြည့်တည်ထက်နေခဲ့တဲ့မိဂုံးတစ်ခုပါပဲ Israel ဆိုတဲ့နေမီဟာကမ္ဘာမြေပုံပေါ်မှာတေးသေးလေးဖြစ်ပေမဲ့သူ့ရဲ့သမိုင်းကတော့တိတ်ကိုနှက်ဆိုင်ပြီးရင်ခွန်စရာတွေနဲ့မြက်လေးတွေနဲ့ပြည့်နှံနေပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း4000နီးပါးကပေါ့မက်ဆိုပိုတေးမီးယားနေမီကအေဗရာဟမ်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာဖျားသခင်ရဲ့စကားတန်ကိုကြားခဲ့ရတယ်လို့ဆိုပါတယ်မင်းရဲ့နေရက်ကိုစွန့်ခွာနီးငါပြမယ်ခါနန်နေမီကိုသွားပါအဲ့ဒီမှာမင်းရဲ့မျိုးနွယ်တွေဟာလူမျိုးကြီးတစ်မျိုးဖြစ်လာလိမ့်မယ်တဲ့ဒါဟာ Israel လူမျိုးတွေရဲ့အစအဦးယုံကြည်ခြင်းနေတန်းပါပဲဒါပေမဲ့ခရီးလမ်းကတော့မဖြုံဖြူးခဲ့ပါဘူးအစာခေါင်းပါကြောင့်အီဂျစ်ပြည်ကိုပြောင်းရွှေ့ခဲ့ရတဲ့သူတို့ဟာနောက်ပိုင်းမှာဖာရောဘုရင်တွေရဲ့ကျွံဖြူခြင်းကိုခါတီးစွာခံခဲ့ရပါတယ်နာတို့လူမျိုးတွေကိုလွတ်ပေးပါလို့မိုးဇစ်ကဖာရောဘုရင်ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ရတဲ့ပုံပြင်တွေကိုသင်တို့ကြားဖို့မှာပေါ့ပင်လယ်နီကြီးနှစ်ချမ်းကွဲသွားပြီးကျွန်ဘဝကနေလွတ်မြောက်လာခဲ့တဲ့အဲ့ဒီညဟာသူတို့အတွက်တော့လွတ်လပ်ရေးရဲ့ပထမဆုံးအသက်ရှူသွင်းပါပဲဒေါကန်တာရဲထဲမှာနှစ်ပေါင်း40လှည့်လည်ပြီးတဲ့နောက်သူတို့ကတိတော်ထားရမြေကိုပြန်ရောက်လာခဲ့ကြပါတယ် BC 17ရာစုမှာတော့ Israel ဟာဘုရင်တွေရဲ့အုပ်ချုပ်မှုအောက်မှာအင်အားကြီးလာခဲ့ပါတယ်လူတန်ကြီးဂလိုးရက်ဘူးလောက်လေးခွာတစ်ချက်ထဲနဲ့အလဲထိုးခဲ့တဲ့ဒေးဗစ်မင်းကြီးကိုမှတ်မိကြအောင်ပါပေါ့ဂျေရုဆာလင်ဟာငါတို့ရဲ့နှလုံးသားဖြစ်ရမယ်လို့ဒေးဗစ်မင်းကြီးကတန်တီးထန်ချခဲ့ပြီးအဲ့ဒီမြို့ကိုမြို့တော်အဖြစ်တည်ထောင်ခဲ့ပါတယ်သူ့ရဲ့သားတော်ဆိုလိုမွန်မင်းကြီးလက်ထက်မှာတော့ရွှေရောင်ဝင်းပနေတဲ့ပထမဆုံးဘုရားကျောင်းတော်ကြီးကိုတည်ဆောက်ခဲ့ပြီး Israel ရဲ့အထွတ်ထိပ်ရွှေကိန်းကိုရောက်ရှိလာခဲ့တာပေါ့ဒါပေမဲ့ကံကြမ္မာကရက်ဆက်တတ်ပါတယ် Empire ကြီးတွေကဒီနေမြေကိုမျက်စိကျလာကြတယ် Assyrians တွေရောက်လာတယ် Babylonians တွေရောက်ပြီးဘုရားကျောင်းတော်ကြီးကိုမီးရှို့ဖျက်ဆီးပစ်လိုက်ကြတယ်ငါတို့ရဲ့အိမ်ကိုပြန်ချင်တယ်ငါတို့ရဲ့ဘုရားသခင်စီပြန်ချင်တယ်လို့ငိုကြွေးရင်းဂျူးလူမျိုးတွေဟာတိုင်းတစ်ပါးမှာကျွန်းအဖြစ်ခေါ်ဆောင်ထွားခြင်းခံခဲ့ရပါတယ်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် Romans တွေရောက်လာတဲ့အချိန်မှာတော့ပိုဆိုးသွားပါတယ် AD 90မှာ Romans တွေက Jerusalem ကိုအကုန်ဖျက်ဆီးပစ်လိုက်ပြီးဂျူးလူမျိုးတွေကိုတကဘာလုံးအနှံ့ပြန်လွင့်သွားအောင်မောင်းထုတ်လိုက်ပါတော့တယ်ဒါကိုပဲ Diaspora လို့ခေါ်ကြတာပါသူတို့မှာနိုင်ငံမရှိတော့ဘူးမြေနေရာမရှိတော့ဘူးဒါပေမဲ့သူတို့ယင်တဲ့မှာတော့တနေ့အိမ်ပြန်ရမယ်ဆိုတဲ့မျှော်လင့်ချက်ကတော့မတည်ဆုံးခဲ့ပါဘူးနှစ်ပေါင်း2000နီးပါးကြာခဲ့ပါတယ်ဂျူးလူမျိုးတွေဟာကမ္ဘာအနှံ့မှာနှိပ်စက်ခံရတယ်အနှိမ်ခံရတယ်အဆိုးဝါဆုံးကတော့ဒုတိယကမ္ဘာစစ်တွင်းမှာဂျူးလူမျိုး6တန်းလောက်အသက်ခံရတဲ့ Holocaust ဘေးအန္တရာယ်ကြီးပါပဲငါတို့မှာကိုယ်ပိုင်နိုင်ငံမရှိရင်ငါတို့ဟာဘယ်တော့မှဘေးကင်းမှာမဟုတ်ဘူးဆိုတဲ့အတွေးကဂျူးလူမျိုးတွေရဲ့စိတ်ထဲမှာပြင်းထန်လာခဲ့ပါတယ်1948ခုနှစ်မေလ14ရက်နေ့တမိုင်းဝင်တဲ့နေ့တစ်နေ့ရောက်လာပါတယ်ဒီနေ့ကစပြီး Israel ဟာလွတ်လပ်တဲ့နိုင်ငံဖြစ်ပြီလို့ David Ben-Gurion ကကြေညာလိုက်တဲ့အချိန်မှာဂျူးလူမျိုးတွေဟာဝမ်းသာလုံးဆိုပြီးငိုကြွေးခဲ့ကြပါတယ်ဒါပေမဲ့လွတ်လပ်ရေးနဲ့အတူစစ်ပွဲတွေကလည်းအတူကပ်လာခဲ့ပါတယ်အိမ်နီးချင်းအာရပ်နိုင်ငံတွေနဲ့စစ်ပွဲတွေအကြိမ်ကြိမ်ဖြစ်ခဲ့ရပါတယ်1969ခုနှစ်မှာဖြစ်ပွားခဲ့တဲ့6ရက်กว่าစစ်ပွဲဟာကမ္ဘာကိုတုန်လှုပ်စေခဲ့ပါတယ်အဲ့ဒီစစ်ပွဲမှာ Israel ဟာ Jerusalem မြို့ဟောင်းအပါအဝင်နေမီအတော်များများကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်ယနေ့ခေတ်မှာတော့ Israel ဟာကန်ဒါရဲထဲမှာပန်းပွေအောင်လုပ်နိုင်တဲ့စိုက်ပျိုးရေးပညာကမ္ဘာထိပ်တဲနည်းပညာတွေနဲ့အံ့ဩစရာတိုးတက်နေတဲ့နိုင်ငံတစ်ခုဖြစ်နေပါပြီဒါပေမဲ့တစ်ဖက်မှာလည်းပါလက်စတိုင်းလူမျိုးတွေနဲ့နယ်မြေပိုင်ဆိုင်မှုပဋိပက္ခတွေကတော့ယနေ့တိုင်မီးကိုမစုံမိုးမစုံရှိနေသေးပါပဲဒီနယ်မြေဟာဘာသာတရား၃လုံးအပါအဝင်တမိုင်းရဲ့အရှုပ်ထုံးဆုံးပရိတစ်ခုလည်းဖြစ်နေပါပဲတမိုင်းဆိုတာအသိမှဖြစ်ပျက်ထဲတဲ့ဟာတွေကိုသင်တန်းစာယူဖို့ပါဒီနယ်မြေမှာတနေ့တော့အမုန်းတရားတွေကင်းစင်ပြီးစင်မှန်နဲ့ငင်းချမ်းရေးပန်းတွေပွင့်လန်းသွားပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်
လူသားအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။